မိုးကျွေးမဲ့ကိုခေါ်လို့တာလား လောက်ထားရ လောက်ထားရဆိုရင်ဘာဝါသနာပါလဲ စားရနဲ့အိတ်တာ စားနေကြဟင်းလေးနည်းနည်းပါးပါးတော့ချက်တတ်မှာပေါ့ နည်းနည်းပေါ့ အကိုက9000ပေးမယ်အကိုဟင်းချက်ကြွေးရအောင်အဆင်ပြေလား ပြေရလေ ပြေရလေ ပြေအဲ့ဘယ်မှာချက်မအောင် ညီမလေးကြိုက်တဲ့နေရာမှာချက်ကွာဆိုင်ရင်ပြီးရ โอเคရ ရလား โอเค ရလားအဲ့ဒါတော့ပဲဒီမှာဆိုင်ရင်မှကျွေးပါလား ဟုတ်တယ် ဟာ ကျွန်မဆိုင် ဟမ်ကျမဆိုင်โอเคလေးရဆိုလေဘာခင်းနေကျွေးဘာခင်းနေကျွေး စားချင်တာရေးလိုက်အကုန်ကျွေးမယ် ဟာစားရင်လည်းရွေးလိုက်ကုန်ကျွေးမယ်โอเคလေးအားရောဟဲ့ရောထီပေါက်ဝင်ငါတော့ထီပေါက်ဝင်မစားတော့လေ ကချင်အောင်မောင်း ဟောင်း9ပေါင်လိုက်ကျုံလိုက်တော်ပြီရပြီအဲ့လောက်ဆိုရပြီ ငါဆောင်မယ် ငါမတော်ပြီလို့တော်ပြီလို့ တောင်းလေတကယ် ဆိုင်ဝင်လာကြပြီ 9လလောက်ရှိပြီ ခုနလားလောက်ရှိပြီလာရှိုးရလားလာရှိုးရတာစစ်လားအဲ့လိုလား မလာဟင်းကတော့စစ်တယ် မလာရစစ်တယ် အကင်းကတော့အကင်းကလာရှိုးရတာရေလို့ရှိလို့လား မသိဘူးလေဟလာမျိုးဆိုလာ မလာညိုလေးခောက်ဆွဲတယ် မလာညိုခောက်ဆွဲလာတာဒါခောက်ဆွဲရင်ငါတယောက်ပဲမသိရလားမသိဘူးပွက်နေပြီရိုက်တော့ပွက်နေပြီဒီမှာထဲတော့မှာ နွေးတဲ့ကိုထည့် အိုးကြီးပြုတ်ပြောက်ဘယ်နှမိနစ်လောက်စောင့် ဒီနွေးဆိုရင်2မိနစ်3မိနစ်ဆိုရ ဒီမှာကြည့်လိုက်အနစ်ပါ လာရှိုးရတာမြေပဲနဲ့တင်းတင်းလေးနဲ့စားလို့ကောင်းတယ် โอเคမလေးဘယ်လိုလဲ9000နဲ့10နဲ့ထိ နောက်တစ်ခါတော့လမ်းမှာမတွေ့ကျင်လိုက်ဘူးလာရှိုးမှလာဟင်း လာကျုံမှလာရင်ရပါပြီစားမယ်ရပါပြီအများကြီးပဲဘယ်စားမှာတက်တူကြောဟုတ်ရ မလာဟင်းစားပြီးတော့ရတာဘယ်လိုနေလဲဆိုတာ โอเคလေ ကောင်းလားကောင်းလား မိုင် နံပါတ်7မှတ်ပြည့် ရှင်းမဲ့ပေါ့ရှင်းမဲ့ဆိုမြင့်နေလေ ရင်းနေဗောကချင်5ပေါင်း ကချင်9ပေါင်းပါဒီစားမှာကချင်9ပေါင်းနေရရနော်မှန်တို့စားရလား တို့မစားနဲ့ ပြန်စားရလားဟုတ်တယ် ဟုတ်ပါ ပါ3000 4000 5000 ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ချက်ပေးသေးရကွာစားရသေးရ လည်း တော့ အများကြီးထွက်ရတယ် ကျေးဇူးတင်ပါတယ်အဆင်ပြေလားနောက်ကရရထက်ရရချက်ကြွလို့ကျေးဇူးတင်ပါတယ် ရပါတယ် ဆိုင်လိမ့်စာလေးနည်းနည်းညွှန်းပေးပါလား စနေစာ62A ကန်လန်း10ရက်ကွက်လိုင်မျိုးနယ်ထားလေးချောင်းရှိရှုလိုက်ရပါ ဖြေလဲရပါဆိုင်ဟိုလာဒီမှာချောချောလေးကချက်ကြွပါလိမ့်မယ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကျေးဇူးပါဘယ်ဘက်က